ကျမတို့ရှိဘူးကျမတို့လိပ်စာအတိအကျပေးပါမယ်ကျမတို့ရှိကိုလာပြီးတော့ကိုယ်တိုင်မင်းမြန်းနိုင်ပါတယ်အဖြစ်ပြတယ်အဲ့တော့အမှုအခင်းကိုရဲတွေတောင်မှတိတိကျကျပြန်မဖြေနိုင်တာကိုအတိအကျသိနေတဲ့ပုံစံမျိုးတွေနဲ့မတရားရရဆက်ဆက်အသက်ခံရတဲ့မိန်းကလေးတယောက်ကိုဘာဖြစ်လို့များအခုလိုမျိုးတွေဟုတ်လားအပုတ်ချပြီးတင်နေကြတာလေဘလို့စိတ်မျိုးတွေဆိုတော့ကျမလည်းနားမလဲတော့ပါဘူးဒါပေမဲ့အခုတရားဝင်ကျမပြောချင်တာကဒီလိုတွေဆက်ပြီးလုပ်နေဒီလိုလုပ်နေတဲ့လုပ်ရက်တွေရက်တရက်ပြီပါဒီလိုတွေဆက်လုပ်နေမယ်ဆိုလို့ရှိရင်ကျမတို့ဒါတရားဝင်တရားစွဲမပြောတာပါကျမညီမလေးတနိုင်မှာအတုကချပါမယ်ကျမညီမလေးကျမတစ်ချက်ပြပါမယ်အဲ့တော့တကယ်လို့ပေါ့နော်အဖြစ်မှန်တွေကိုသိချင်ကျမကိုဆက်သွယ်လိုက်ပါဒီချက်ပေါက်ကနေကျမရှိဘူးကျမတို့လိပ်စာအတိအကျပေးပါမယ်ကျမတို့ရှိကိုလာပြီးတော့ကိုယ်တိုင်မင်းမြန်းနိုင်ပါတယ်အဖြစ်ပြတယ်အဲ့တော့အမှုအခင်းကိုရဲတွေတောင်မှတိတိကျကျပြန်မဖြေနိုင်တာကိုအတိအကျသိနေတဲ့ပုံစံမျိုးတွေနဲ့မတရားရရဆက်ဆက်အသက်ခံရတဲ့မိန်းကလေးတယောက်ကိုဘာဖြစ်လို့များအခုလိုမျိုးတွေဟုတ်လားအပုတ်ချပြီးတင်နေကြတာလေဘလို့စိတ်မျိုးတွေဆိုတော့ကျမလည်းနားမလဲတော့ပါဘူးဒါပေမဲ့အခုတရားဝင်ကျမပြောချင်တာကဒီလိုတွေဆက်ပြီးလုပ်နေဒီလိုလုပ်နေတဲ့လုပ်ရက်တွေရက်တရက်ပြီပါဒီလိုတွေဆက်လုပ်နေမယ်ဆိုလို့ရှိရင်ကျမတို့ဒါတရားဝင်တရားစွဲပါမယ်ဆိုတဲ့အကြောင်းကျမတက်ပြီးအသိပေးတာပါကျမတို့မှပဲပူပင်တော့ကတွေနဲ့ကိုချင်းစာစိတ်လေးထားကြပါရက်တရက်ရက်ပေးကြပါလို့ကျမဒီနေ့ကအနည်းကိုတောင်းပန်ပါတယ်ဒါလေးပြောချင်လို့ပါကျမတို့မှာဘလောက်တော့ကတွေရောက်နေလဲဆိုတာရှင်တို့မြင်စေချင်ပါတယ်အဲ့တော့သိချင်တာရှင်လာခဲ့ပါကျမတို့ရှင်တိုက်ရိုက်အခုတည်နေတဲ့မီဒီယာတွေကျမတို့လိပ်စာအတိအကျပေးပါမယ်နော်ဒါလေးကျမတက်ပြောတာပါဒါပါပဲရှင်ဟုတ်လားကိုယ်စိတ်နှလုံးကျမချမ်းသာကြပါစေကျမတို့လူအဖြစ်မျိုးမရောက်ခွဲနဲ့ဟုတ်လားအကုန်လုံးတက်တန်းရှိရှိနေနိုင်ကြပါစေဒီမှာတရားဆုတောင်းပါတယ်ရှင်ဟယ်လိုကျမတို့စိတ်ဆင်းရဲနေပြီနဲ့အားလုံးကိုပဲမင်္ဂလာပါလို့ကျမနှုတ်ဆက်ပါတယ်ကျမအခုတိုင်းပေါ်ကိုတောကတွေကျမတို့စိတ်ဆင်းရဲမှုတွေဈားတွေကနေတက်လာရတဲ့အချောင်းကြီးကတော့မော်ဘီမှာတည်သွားတဲ့ကျမညီမလေးဒီနေ့အတုပချပါမယ်ဒါကျမညီမလေးပါဒီနေ့တက်လှုပ်ကအဲ့တော့ကျမညီမလေးကိုတိုင်းပေါ်မှာအိမ်အောင်ကြီးဖောက်ပြန်လို့တတ်ပါတယ်ဆိုပြီးမဟုတ်မမှန်သတင်းတွေတင်နေတဲ့လူတွေကျမဒီနေ့ကတရားဝင်ပြောချင်ပါတယ်ဒီကိစ္စတွေကိုဆက်ပြီးတော့တင်နေမယ်ဆိုရက်တန်းကမရက်ဘူးဆိုရင်ကျမတို့အခုမီဒီယာအမိတက်ထားတဲ့လူတွေကျမတို့တော့တိတ်နားမလဲဘူးเนาะကျမတို့ရနိုင်တဲ့လောက်တရားဆွဲပါမယ်ဒါကြောင့်မို့လို့ကိုလည်းတိတိကျကျမသိဘဲနဲ့မဟုတ်မှန်မှန်သတင်းတွေကိုတင်ပြီးတော့တေသူကိုနှမချင်းမအေးချင်းကိုချင်းမစားဘူးမိသားစုချင်းကိုချင်းမစားပဲနဲ့အခုတို့လုံနေတဲ့လူတွေတရားဝင်ကျမတို့တရားဆွဲပါမယ်ဆိုတဲ့အကြောင်းကျမပြောတာပါကျမညီမလေးတနိုင်မှာအတုကချပါမယ်ကျမညီမလေးကျမတစ်ချက်ပြပါမယ်အဲ့တော့တကယ်လို့ပေါ့နော်အဖြစ်မှန်တွေကိုသိချင်ကျမကိုဆက်သွယ်လိုက်ပါဒီချက်ပေါက်ကနေကျမရှိဘူးကျမတို့လိပ်စာအတိအကျပေးပါမယ်ကျမတို့ရှိကိုလာပြီးတော့ကိုယ်တိုင်မင်းမြန်းနိုင်ပါတယ်အဖြစ်ပြတယ်အဲ့တော့အမှုအခင်းကို